ကဲညီကိုမင်္ဂလာပါဗျ အကုန်မင်္ဂလာပါ ဘယ်ကနေလာထုတ်တယ်ဒီညီ ကျွန်တော်ဟိုမှာကိုယ်ခွိုင်း ကွဲခွာနေလာထုတ်တာကွဲခွာနေလာထုတ်တာဒီနေ့ထုတ်ဒီနေ့ရလား ရပါတယ်ခင်ဗျ ဒီနေ့ဒီနေ့ရရနော်ညီကိုမှာ passport တောင်းပဲတောင်းလိုက်တယ်ဘောမပဲတောင်းရလား မပါဘူး မပါဘူးနော် စောက် ဘာမှမပါလို့စာအုပ်တုံးနဲ့စာချုပ်ချုပ်လို့ရလား ရတယ်ခင်ဗျ ရတယ်နော် ဆင်ပြေတယ်ခင်ဗျ စာချုပ်ချုပ်တာရောကျွန်တော်ဒီကြံ့ကြောင်မှုတွေရှိလားညီ မရှိပါဘူး မရှိပါဘူးနော်ကိုဘက်ကအချက်လက်ပြည့်စုံနေဆိုရင်အခုထုတ်အခုရမယ်နော် ဟုတ်ကဲ့ စိတ်ကျင်လာလားညီ ကျင်းတတ်ပါတယ် ကျင်တယ်နော်ညီကိုဆိုင်ကရောသဘောကျမှုရှိလားညီ ကြပါတယ်ကိုကြီး โอเคပါနော်အခုဘယ်လိုတီးလဲ အခုကကျွန်တော်တက်တော့မှာပဲတည်တာ အာ ဒါပေမဲ့ကျွန်တော်ကတက်တော့မှာပဲရအောင်ဒီကိုရှိမှာပဲကျွန်တော်တောက်ဝဲမှာ ဟုတ်ကဲ့ပါအဲ့ဆိုရင်ညီကိုရဲ့တငယ်ချင်းတွေရှိရတဲ့ကြောင့်ညီကိုတစ်ချက်လောက်လက်ညှို့ပြပေးလို့ရမလားဒီဆိုင်ရဲ့ဝန်ဆောင်မှုလေးတွေကို ဟုတ်ကဲ့ โอเคပါ ဒီကိုတို့ဆိုင်မှာလာထုတ်ပါစရင်စင်နာမှန်တော့က ပွင့်လင်းလေး ပုံလဲလဲ ဘယ်ဟာ မရဘူးဆိုတာမရှိသေးဘူးရတယ်ခင်ဗျ ဟုတ် ဒီဆိုင်မှာလာပြီးတော့ကိုညီကိုများကိုညီကိုမအားပေးလို့ရတယ်ဆိုတဲ့အကြောင်း အကုန်လုံးကိုလိုတစားချင်းစီအကုန်လုံးစအားလုံးပြပြတယ်ကိုစိတ်ကျင်တယ်မှာစာချုပ်စိတ်မကျင်နိုင်ရင်အခုဟေးကျွန်တော်ဝယ်လို့မဖြစ်သေးဘူးနော်ဆိုပြီးပြန်လှည့်သွားလို့လည်းရတယ်ကိုစိတ်မဆိုးနော် ဟုတ်ကဲ့ ဒါဝယ်တဲ့လူနဲ့ရောင်းတဲ့လူနဲ့အဆင်ကြီးမရတာတော့ညီနော် ဟုတ်ကဲ့ ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်ရှိမှာ one name parking လေးကိုလာရောက်ထုတ်ယူပေးတဲ့ကြောင့်လဲကျေးဇူးတင်ပါတယ်ညီကိုရေနော်ကျေးဇူးပါ